ကိုရီးယားနိုင်ငံရဲ့ building တော်တော်များများမှာ4층ပေါ့နော် fourth floor ကိုမတွေ့ရတာဘာကြောင့်လဲ? 여러분 안녕하세요. 저는 렌노바입니다. ဒီနေ့ကတော့ 여러분ကိုပြပြပေးချင်တဲ့အကြောင်းရင်းကတော့ ကိုရီးယားနိုင်ငံရဲ့ building တော်တော်များများမှာ 4층 fourth floor ကိုမတွေ့ရတဲ့အကြောင်းရင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်။ဒီကိုရီးယားနိုင်ငံရဲ့တော်တော်များများ building တွေပေါ့နော် apartment တွေ hotel တွေပြီးလို့ရှိရင်တော့ hospital ပေါ့နော်ဆေးရုံတွေမှာ4층ကိုမတွေ့ရတတ်ဘူးပေါ့နော်အဲ့ဒါကိုသတိထားမိကြရဟုတ်3လွှာပြီးတော့ဟာနဲ့4လွှာကိုမတွေ့တော့ဘဲနဲ့ဒီ5လွှာကိုတန်းရောက်သွားတာမျိုးပေါ့နော်အဲ့လိုအခြေအနေကိုကြုံမှုကြတာအဲ့ဒါကဘာဖြစ်လို့လဲဆိုရှင်ဒါကိုရီးယားလူမျိုးတွေရဲ့ယုံကြည်မှုပေါ့နော်သူတို့ရဲ့ mission လို့ပြောလို့ရတယ်သူတို့ရဲ့ယုံကြည်မှုတစ်ခုကြောင့်ပဲဖြစ်တယ်အဲ့ဒါကဘာလဲဆိုရင်ဒီကိုရီးယားနိုင်ငံမှာ4ပေါ့နံပါတ်4ကိုစာလို့ခေါ်တယ်ပေါ့နော်စာဆိုတာကကြတော့ဒီပေါ့တရုတ်စကားလုံးစာနဲ့သွားပြီးအဓိပ္ပာယ်တူနေတာပေါ့နော်အဲ့ဟာဘာလဲဆိုလို့ရှိရင်ကိုရီးယားလို့ဆိုဟန်ဂျာလို့ပြောလို့ရတယ်ဒါပေမဲ့တရုတ်စကားလုံးကလာတာပေါ့နော်တရုတ်မှာဆိုရင်စာဆိုတာကတေရယ်ဆိုရက်လူတေရယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့က unlucky ဖြစ်တဲ့ကံမကောင်းဘူးဒါနမိတ်မကောင်းဘူးလို့ယူဆပြီးတော့ဒီစာချုံးပေါ့နော် fourth floor ကိုကြော်သွားတာမျိုးဖြစ်ပါတယ်နမိတ်မကောင်းဘူးလို့ယူဆတာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ကဒီ3လွှာပြီးသွားတယ်တန်းပြီးတော့5လွှာဖြစ်သွားရင်လည်းဖြစ်သွားတယ်ဒါမှမဟုတ်လို့ရှိရင် third floor ကိုမှ AB ဆိုပြီးတော့third floor A third floor B ဆိုတာလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်လို့ရှိရင် third floor ပြီးလို့ရှိရင်နောက်fourth floor ကိုကျတော့ fourth floor လို့မရေးတော့ဘဲနဲ့ F ပဲရေးသွားပြီးတော့ဒီတိုင်း fifth floor ကိုရောက်သွားရပေါ့နော်အဲ့လိုမျိုးလည်းရှိရပါဒါ building တစ်ခုနဲ့တစ်ခုမတူဘူးပေါ့နော်ဒါပေမဲ့ဒါကအကုန်လုံးပေါ့နော်ဒီလိုမျိုးကြီး building တိုင်းအကုန်လုံးကိုယ့်ရဲ့မှာရှိတဲ့ building တွေအကုန်လုံးဒီလိုမျိုးတော့မဟုတ်ဘူးပေါ့နော်အခုနောက်ပိုင်း model ဖြစ်တာတဲ့ဒီ building တွေမှာဆိုလို့ရှိရင်ကြတော့ဒီတိုင်းပဲတုံးကြတယ်ပေါ့နော်တုံးကြတယ်အဲ့လိုမျိုးအယုံကြည်မရှိဘူးအယူပေါ့ကွယ်အယူမရှိဘူးပေါ့အဲ့လိုတပေါ်မျိုးတုံးကြတယ်ပေါ့နော်ဆိုတဲ့ခါကျတော့ဒါအကုန်လုံးကိုတော့သူတို့ကတုံးတာမျိုးတော့မဟုတ်ဘူးပေါ့နော်ဒါသူတို့ရဲ့ဟိုးရှေးကိုအယုံကြည်ဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်အဲ့လိုမျိုးတုံးတာပေါ့နော်ရောဘုံလေးတို့ကဒီလိုမျိုးဝင်သွားပြီးတော့ရောဘုံတို့ဝင်သွားရဲ့ building မှာ fourth floor ကိုရှာမတွေ့ဘူးဆိုလို့ရှိရင်ဒါဟာဒီ building ကသူတို့ fourth floor မရေးတော့တာပဲဖြစ်တယ်ပေါ့နော်ဘယ်လိုမျိုးတော့ကိုကသွားနေရင်းနဲ့မှာ third floor ရောက်သွားပြီရတယ်တမ်းပြီး fifth floor ရောက်သွားဟဲ့ဒါဆိုရင် fourth floor ကဘာမှလဲဆိုပြီးတော့fourth floor ကြော်ခဲ့ပြန်ပြီလားဆိုပြီးတော့ခေါက်တော့ပြန်လုပ်ပြီးတော့ရှာမနေနဲ့အောင်เนาะဒီကိုရီးယားရဲ့ mission ပေါ့နော်ယုံကြည်မှုအယူအဆနဲ့ပတ်သက်ပြီးတော့ပြပြပေးရဖြစ်ပါတယ်ရှင်အားလုံး Thanks for watching.